ယခုတင်ဆက်ပေးမှာကတော့ပြည်ထောင်စုအင်အားလို့အမည်ရတဲ့တိုင်းရင်းသားရင်းကားနဲ့ပဲဖြစ်ပါတယ်ခင်ဗျာချစ်ခင်လေးစားအပ်ပါသောဂုဏ်တည်ရှိအပရိသတ်ပေါင်းတို့ခင်ဗျာကျွန်တော်တို့မြန်မာနိုင်ငံဟာကချင်ကယားကရင်ချင်းဗမာမွန်ရခိုင်ရှမ်းစတဲ့တိုင်းရင်းသားမျိုးနွယ်စုများနဲ့ပေါင်းစုဖွဲ့စည်းထားတဲ့နိုင်ငံတော်ကြီးဖြစ်ပါတယ်တိုင်းရင်းသားမျိုးနွယ်စုတိုင်းဟာတင်းပြန့်မွေးကြိုင်လာတဲ့ပန်းများနဲ့တူညီပြီးအဲ့ဒီပန်းတွေစုပေါင်းထားတဲ့မြန်မာနိုင်ငံတော်ကြီးဟာလှပတဲ့ပန်းဥယျာဉ်ကြီးနဲ့တူလာပါတယ်ပန်းမွင့်ကလေးတွေတပွင့်ချင်းစီလှပကျမ်းမာနေပြီးပန်းမွင့်ကလေးတွေဟာအချင်းချင်းပေါင်းစည်းနေမှသာလျှင်လှပတဲ့ပန်းကင်းကြီးဖြစ်မှာအသေးကြပါပဲခင်ဗျာဒီမိုကရေစီတိုက်ပွဲကိုအတူလက်တွဲကချီတက်နေကြတဲ့တိုင်းရင်းသားညီကိုမောင်နှမတို့ကိုဂုဏ်ပြုသောအနေနဲ့သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနအနုပညာဦးစီးဌာနဦးစီးမှုရာထူးမှ CDM ပြုလုပ်ခဲ့တဲ့ဆရာဦးစီယာလင်းရဲ့တင် जा ပြသမှုနဲ့ထိုင်းနိုင်ငံရောက်မြန်မာပြည်သားများဖွဲ့စည်းထားတဲ့မြန်မာ Culture Association and ဇင်မဲအကအဖွဲ့ကဖျော်ဖြေတင်ဆက်ပေးသွားမယ်ပြည်ထောင်စုအင်အားဆိုတဲ့ရင်ကားလာကိုရှုမြင်ခန်းစားအားပေးကြပါအောင်ခင်ဗျာSee